အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ရှက်ရှက်မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမကပဇွန်စီပြန်လေးရဲ့ချက်ဟင်္ကာသည့်အဆက်လေးရဲ့ချက်ပါမယ်ရှင်ငယ်ဘလို့တွေချက်ပြီးတော့ဘလို့စားပြမလဲဆိုတာကိုဗီဒီယိုလေးဆုံးတဲ့ထိကြည့်ပေးပါနော်ကောင်းမစားပဇွန်ရလေးရတယ်စားလို့ကောင်းမကောင်းပဇွန်လေးကိုအရင်စားချက်ဖို့အတွက်ပဇွန်လေးမှာအရသာလေးချက်ပြီးတော့နေပေးပါမယ်ရှင်အရသာလေးထည့်ပြီးပြီဆိုရင်တော့နှက်ဆက်အောင်နေလိုက်ပါမယ်ရှင်ရတာနဲ့လုပ်ပြီးရတဲ့အိုးတွေကိုစီထည့်လိုက်ပါမယ်ရှင်စီဆူလိုက်ရင်တော့ကျက်သွန်နီဖြူချင်းကြိတ်ထားတာကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်ကလေးရောလူကြီးရောစားမှမို့လို့အယောင်နဲ့မုတ်လေးကိုအယောင်လေးပိုင်အောင်လေးပဲနှင်းငင်ထည့်လိုက်ပါမယ်ရှင်စီတက်နဲ့လေးမွေးလာပြီဆိုတာနဲ့ခုနနေရတဲ့ပစုံလေးကိုထည့်ပြပါမယ်နေရတဲ့ပစုံလေးနဲ့ဒီစီတက်ထားတဲ့ကျက်သွန်နီဖြူချင်းလေးတို့တကယ်မှနည်းနည်းဆက်ဆက်လေးဖြစ်သွားအောင်တေချာလေးအိုးထဲမှာမွေပေးပါမယ်စီလေးနှင်းငယ်ပြန်လာပြီဆိုတာနဲ့မကြီးရီလေးနည်းနည်းထည့်လိုက်ပါမယ်နက်လေးကိုပို့ပြီးမွေးသွားအောင်မဆလာလေးအနှဲငယ်ထည့်လိုက်ပါမယ်။နက်ဆက်အောင်နေပြီးရနဲ့နည်းနည်းမင်းလေးအုပ်လိုက်ပါမယ်ရှင်။နည်းနည်းမင်းလေးအုပ်ပြီးတော့အိုးလေးကိုဖုံဖုံထားလိုက်ပါမယ်ရှင်။ကဲအခုလိုစီပြန်လာပြီဆိုတာနဲ့ကလေးရောလူကြီးပါကြိုက်နေတတ်တဲ့ပဇွန်စီပြန်ဟင်းလေးရပါပြီရှင်။ကဲအခုတစ်ခေါက်ကတော့ကိုရီလူကြီးတွေအကြိုက်ချက်ဟင်္ကာသည့်အဆက်ချက်ပါမယ်ရှင်။အိုးထဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီးဆိုရတဲ့ချက်သွန်နီဖြူချင်းထောင်းလာတာလေးတွေကိုထည့်လိုက်ပါမယ်ရှင်။အယောင်လေးလာသွားအောင်စနင်းမုံလေးအနှဲငယ်ထည့်လိုက်ပါမယ်ရှင်။ဒီသီးစိမ်းနှစ်ချမ်းခွဲတာလေးကိုထည့်လိုက်ပါမယ်။စီတက်နံလေးမွေးလာပြီဆိုရင်တော့ချက်ဟင်္ကာသည့်လေးကိုထည့်လိုက်ပါမယ်။ပြီးတော့ငပိဖြော်လေးထည့်ပါမယ်။အရသာလေးတွေကိုကိုလိုတလောက်ထည့်ပြီးတော့နှက်ဆက်အောင်မွေးပေးပါမယ်။ကဲဖုံးလေးဖုံးပြီးတော့ချက်ဟင်္ကာသည့်နူးရဲ့အထိချက်ပေးပါမယ်။ကဲခုလိုချက်ဟင်္ကာသည့်နူးဤပြီးတော့စီကြက်ရေးချက်အနေထားလေးမှာချလိုက်ပါမယ်ရှင်။ဒါတော့ငပိအငယ်စီဆက်ဆက်လေးပေါ့နော်ကဲပစုံလေးဆက်ထည့်လိုက်ပါမယ်ပစုံလေးကတော့အချိုလေးပေါ့နော်အယောင်လေးပအောင်တော့နည်းနည်းလေးထည့်ထားတဲ့အယောင်တင်မဟုတ်လေကဲစားပါတော့မယ်ရှင်ကောင်းမစားဒီခေါက်ချက်ဟင်းကတည်းကဒီလိုအဝါချက်လေးပေါ့နော်အဝါချက်မှညီမငရုတ်ဒီဇိမ်းလေးငပိလေးထည့်ပြီးချက်ထားတာပေါ့နော်ဆက်လေးနဲ့ share ပဲချက်ဟင်းကဒီလိုကြောင်ချာဒီတော့ခါပေမဲ့လည်းအရင်ကြိုက်တယ်ပဇွန်ရလေးရတယ်စားလို့ကောင်းမှကောင်းဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်တတား